ပါတော့ချစ်တော်မေမေနိုင်ငံရဲ့ကြားအဝေးတညကွာကြားခဲ့ပြီလေနိုင်ငံဘဝလူမျိုးကြားမှာလေဘဝရေးအတွက်ခွာပြေကကြိုးစားကနေရီမန်းချက်တွေအောင်မြင်တဲ့တနေ့အမေစီပြန်ခဲ့မလဲလွန်ရပါတော့ချစ်တော်မေမေနိုင်ငံရဲ့ကြားအဝေးတညကွာကြားခဲ့ပြီလေနိုင်ငံဘဝလူမျိုးကြားမှာလေဘဝရေးအတွက်ခွာပြေကကြိုးစားကနေရီမန်းချက်တွေအောင်မြင်တဲ့တနေ့အမေစီပြန်ခဲ့မလဲကျမ်းမာရေးလဲခရုဆိုင်ပါနော်မေညီလေးညီမလေးများလဲအစင်မြဲတရိယာရောက်ပြောပြပေးပါမေမေရဲ့မိလက်ရတမင်ဝိုင်းလေးကိုတရိယာလိုက်ထမေမေရဲ့မိသားစုတွေမဆုံးလင်းတဲ့တမင်ဝိုင်းမှာမေမေငိုနေတာတည်တဲ့ချစ်တော်မေမေတားလဲနေတိုင်းလွမ်းနေတားလဲရင်နဲ့လွမ်းရဲ့မပြေနေညိုညိုညနေဆောင်ရင်ကိုလိုတော်လွမ်းရတဲ့အမေစုံညီတဲ့ထမင်းဝိုင်းလေးရောက်တော့မှာပါမေအတင်းထားပါမငိုပါနဲ့ချစ်တော်မေမေမိသားစုတွေမစုံညီတဲ့ထမင်းဝိုင်းလေးမှာမေမေနေတိုင်းငိုနေရတယ်ဆိုတာတာသိပါတယ်မေမေရဲ့မငိုပါနဲ့မေမေရဲ့တာအဆင်ပြေတဲ့တနေ့ကြရင်လေအမေစီကိုပြေးပြန်လာခဲ့ပါမယ်မေမေရဲ့မေမေလွမ်းနေရတယ်လို့တာလည်းနေတိုင်းလွမ်းနေရပါတယ်မေမေရဲ့မေမေကျမ်းမာပါစေလို့တာဖျားမှာအမြဲတမ်းဆုတောင်းနေပါတယ်မေမေရဲ့လွန်ရပါတော့ချစ်တော်မေမေနိုင်ငံရဲ့ကြားအဝေးတညကွာကြားခဲ့ပြီလေနိုင်ငံဘဝလူမျိုးကြားမှာလေဘဝရေးအတွက်ခွာပြေကကြိုးစားကနေရီမန်းချက်တွေအောင်မြင်တဲ့တနေ့အမေစီပြန်ခဲ့မလဲကျမ်းမာရေးလဲခရုဆိုင်ပါနော်အမေညီလေးညီမလေးများလဲအစင်မြဲတရိယာရောက်ပြောပြပေးပါမေမေရဲ့မိလက်ရတမင်ဝိုင်းလေးကိုတရိယာလိုက်ထမေမေရဲ့မိသားစုတွေမဆုံးလင်းတဲ့တမင်ဝိုင်းမှာမေမေငိုနေတာတာတည်တဲ့ချစ်တော်မေမေတားလဲနေတိုင်းလွမ်းနေတားလဲရင်နဲ့လွမ်းရဲ့မပြေနေညိုညိုညနေဆောင်ရင်ကိုလိုတော်လွမ်းရတဲ့မေစုံညီတဲ့ထမင်းဝိုင်းလေးရောက်တော့မှာပါမေအတင်းထားပါမငိုပါနဲ့ချစ်တော်မေမေအတင်းထားပါမငိုပါနဲ့ချစ်တော်မေမေ